activity တယောက်ဖြစ်ပြီးတော့တဲ့အမအိမ်ထောင်ပြူတာကတဘောကလုံးစာယူရပြီးပြူတာလားနောက်ပြီးတော့အိမ်ထောင်ကရောမြဲပါမလားလို့မေးကြတယ်ပေါ့နော်အဲ့တော့ activity ဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်အိမ်ထောင်ပြူတာကတော့တဘောကလုံးစာအတွက်ကြီးမှန်းပြီးတော့ပြူကြတယ်ရွယ်ပြီးတော့ပြူကြတယ်ပေါ့နော်ဒါပေမဲ့ကိုရွေးချယ်တဲ့အိမ်ထောင်ဘက်ကကိုအတွက်တကယ်ပဲကောင်းလားကိုတကယ်ပဲအားကိုရလားကိုဘဝအတွက်ယောက်ျားကောင်းတစ်ယောက်လားဆိုတာကိုတော့သိချရွေးရမယ်သိချရွေးနေတဲ့ကြားတွေကတော့မှရေစက်ကုန်လို့ခွဲခွာရတဲ့အိမ်ထောင်ကြီးတွေက LGBT မှာမဟုတ်ပါဘူးအမျိုးသားအမျိုးသမီးတွေမှာလည်းအများရှိပါတယ်အဲ့တော့ LGBT တွေအနေနဲ့ကတော့ပို့ပြီးတော့မျက်စိဖွင့်နားဆွင့်ရတဲ့ဒီအုံနောက်ညံတွေကိုသိချလေကောင်းကောင်းမွန်အသုံးပို့ချရတယ်ဘာလို့ဆိုတော့ LGBT ဆိုတာကလေမိန်းမတရားမဟုတ်တဲ့အတွက်ဒီအိမ်နောက်ဒုက္ခဆိုတဲ့တာသမီကိုမွေးဖွားနိုင်တဲ့အတွက်ကိုအိမ်နောက်ပြုဖို့ဆိုတာကတော်တော်လေးအများကြီးစဉ်းစားရတယ်လို့ကိုဒီအမျိုးသားကတက်လုံးနားလေပြီးနိုင်ပါမလားဆိုတဲ့စိတ်နဲ့အများကြီးတွေးရတယ် LGBT တယောက်ဆိုရင်တော့တည်တည်ချာချာအချိန်ယူစဉ်းစားပြီးမှအိမ်နောက်တစ်ခုပြုတာအကောင်းဆုံးပါပဲအခုခေတ်မဟုတ်ဘူးရှေ့ခေတ်တွေကပေါ့နော်ယောက်ျားတွေကယောက်ျားအများစုပေါ့နော်တို့ပေမဲ့အကောင်လုံးတော့မဟုတ်ဘူး LGBT တွေအပေါ်မှာရှူစားရဲ့ယောက်ျားရှိမယ်ခဏတာလေးမိုင်းဆိုင်ရာဖြော်ဖြေဖို့အတွက်သူတို့ရဲ့စိတ်အားသာပြေဖို့အတွက်အသုံးချတဲ့အမျိုးသားတွေကလည်းဒီလောကကြီးမှာအများကြီးအဲ့ဒါတွေကိုယ့်ရဲ့အသိဉာဏ်အုံနောက်ကနေပြီးတော့တည်တည်ရှာရှာအမြင်နိုင်သိနိုင်အောင်ကြိုးစားပေါ့နော်အဲ့ဒါမှလည်းဒီယောက်ျားတွေရဲ့အညူစားခံအချူစားခံသူတို့ရဲ့လိမ့်ပိုင်းဆိုင်ရာအသုံးချမှုသားကောင်ဘဝကနေပြီးတော့လွတ်ကင်းမယ်နန်းဆိုရင်လည်းဒီအမျိုးသားကိုယူဖို့အတွက်အများကြီးအချိန်နေစဉ်းစားရတယ်အချိန်နေစဉ်းစားတဲ့ကာလတစ်ချောင်းမှာအခုနန်း makeup ဆရာမဖြစ်တာကလည်းသူရဲ့ sport ပေးတဲ့အချိန်ကာလတွေကြောင့်နန်းဒီနေရာရောက်ခဲ့တယ်ဒါကလည်းယောက်ျားကောင်းတစ်ယောက်လို့သတ်မှတ်လို့ရတယ်ကျန်တဲ့ကျင်နာမှုနှွေးထွေးမှုတွေကလည်းသူရှိမှအများကြီးရှိတယ်သူကိုယ်တိုင်ကလည်းနန်းကိုလူလူလဲလာချစ်တယ်လက်ထပ်ချင်တယ်ဆိုတော့ဒါကယောက်ျားကောင်းတစ်ယောက်ဖြစ်တယ်နန်းကိုယ်တိုင်ကလည်းအချိန်ကြာရေးတခြားလေးလာပြီးသားဆိုတော့နန်းနုကတော့မင်္ဂလာဆောင်လိုက်တယ်ဒါပေမဲ့နောက်တစ်ချိန်မှာ LGBT အိမ်ထောင်ကြီးရောမပြတ်သွားနိုင်ဘူးလားဆိုရင်တော့ကံတရားပေါ့နော်ကံတရားလို့ပဲထင်ပါတယ်ရေစက်ကုန်တဲ့အခါယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် LGBT ဖြစ်ဖြစ်ရေစက်ကုန်ရင်လမ်းခွဲရတာရှိတယ်ဒါပေမဲ့တချို့ကြတော့လေ LGBT ဖြစ်တဲ့ကျမတို့ကိုယ်တိုင်ကမကောင်းလို့ဒါမှမဟုတ်ရင်ယောက်ျားတွေကိုယ်တိုင်ကမကောင်းလို့အဲ့လိုအတိုင်းတာတစ်ခုမှလေလမ်းခွဲရတယ်ဒါကတော့ကိုကောင်းနေလျက်နဲ့အိမ်ထောင်ကြီးတွေဘာကြောင့်တက်ရလဲဆိုတာကဒါကိုနောက်ဆုံးသတ်မယ်ဆိုရင်လေဒါကရေစက်ကုန်သွားလို့အဲ့တော့ညီမလေးအမကတော့ဒီအိမ်ထောင်ပြူတာကိုတော့အမဘဝအတွက်အရင်အရေးကြီးတဲ့ကိစ္စမို့လို့တည်တည်ချာချာလေးဆုံးဖြတ်ပြီးစဉ်းစားပြီးတော့မှယူခဲ့တယ်အိမ်ထောင်ကွဲတာမကွဲတာကတော့ဒါနောက်ပေါ့နော်အဲ့တော့လောကကြီးမှာကိုတွေးထားရမှာကလောကကြီးထဲမှာယောက်ျားစစ်မိန်းမစစ်တီတောင်မှအိမ်ထောင်ခွဲတွေအများကြီးရှိတယ်ရှိတဲ့အတွက်ကိုကဒါကိုမြင်တယ်ကြားတယ်သိတယ်အဲ့ဒီတော့ကိုလဲကြရင်လေကိုရဲ့အိမ်ထောင်ပတ်နဲ့ကန်ကုံလို့ရေစက်ကုံလို့လမ်းခွဲရတဲ့အခါမှာလဲခံနိုင်ရရှိဖို့ကလိုရပါတော့မကတော့ခုတည်းကခံနိုင်ရရှိအောင်ကြိုးစားတယ်လူလောကတဘာဝတရားကဖြစ်ပျက်နေတဲ့အကြောင်းတရားကိုလည်းအမကသိတဲ့အတွက်အမအတွက်ကတော့စိတ်မပူတော့အမတစ်ခုဖြစ်လာရင်လည်းအမရင်ဆိုင်နိုင်တယ်အဓိကကတော့ကိုသိဖို့ရလောကတဘာဝတရားအကြောင်းကိုနားလည်ထားဖို့ရလိုပါတယ်တခုပဲ
ကိုကတစ်ဖက်ဆက်သွားမရှင်းနဲ့ကိုကအမျိုးသားတစ်ယောက်ကိုသွားမအမ်းနေနဲ့ကွာအဲ့လိုအမ်းနေမယ်အဲ့လိုမျိုးတစ်ဖက်တိုက်သက်ရှင်းနေမယ်ဆိုရင်ကိုဒီအမျိုးသားတွေလည်းအထင်သေးမယ်နောက်ထပ်ဒီပတ်ဝန်းကျင်ကလူတွေကလည်းအထင်သေးမယ်အဲ့တော့အကြောင်းအရာကြီးခြုံကြည့်လိုက်လို့ရှင်အထူးကတော့ကိုနဲ့ဆိုင်တယ်ပေါ့အဲ့တော့မကတော့ဒီလူလောကကြီးမှာအတိုင်းချင်ခွင့်ရတဲ့အခက်တက်မှာကိုဖြစ်တည်လာတဲ့ဘဝလက်ခံပြီးတော့ပြောင်းအောင်နေတယ်နောက်ပြီးတော့အမရဲ့မိဘတွေကိုလည်းခုထိလှုပ်ကြွေးတယ်ဘလို့ပဲအိမ်အောင်ပြဘလို့ပဲတောကတွေဒုက္ခတွေရောက်အမကမိဘကိုလှုပ်ကြွေးတယ်အဲ့တော့ကံကောင်းချင်လို့ရှင်ကိုယ်တိုင်ကောင်းအောင်နေရမယ်မိဘရဲ့ကျေးဇူးကိုလည်းစက်တက်ရမယ်ပေါ့နော်အဲ့ဒါလေးပြောချင်ပါတယ်ဘိုင်ဘိုင်